တရားရန်ပြင်းနိုင်တဲ့မှာကိုရိုနီယာသူဆုံးဖို့ဖြစ်လာတော့ Hey သူပြောရွှင်ရဘဝတစ်ခုမှာကိုချစ်တွေbaby လိုပဲအေးပါစေဆက်ရမယ့်နေတွေကိုတွေ့ရင်သိကြောက်နေရင်ဆိုင်ရတဲ့ချိန်တွေနောက်ကြရဲ့ဒီလေသိချင်ရတဲ့ချစ်တွေအခုဘဝအတွက်မဖြစ်လဲတဲ့နောက်ဘဝများ